Apple ကဖုန်းရောင်လေးတစ်မျိုးပြောင်းဖို့တစ်နှစ်လောက်အချိန်ယူနေပြီ Samsung က Ultra ကြီးကိုဒီဇိုင်းမပြောင်းဘဲကင်ခိုင်းနေတော့မှာ Huawei ကတော့ game ကိုအပိုင်သိမ်းသွားပြီဗျာဒီမှာကြည့်ဘယ်လက်နဲ့ကင်ညာလက်နဲ့ကင် screen ကိုတစ်ချက်ပုတ်လိုက်တာနဲ့ menu bar ကကိုလက်ရှိတဲ့ဘက်ကိုကတ်လာပြီဒါမျိုးကို Samsung တို့ Apple တို့မှာသွားရှာရင်တော့ setting ထဲမှာ help သွားနှိပ်နေရအောင်မယ် Huawei Pura X Max ခောက်ထားရင် 9.4 လက်မပဲရှိတဲ့ဒီကောင်ကအိတ်ကတ်ထဲမှာငိမ့်နေပေမဲ့ဖြန့်လိုက်တာနဲ့ 9.9 လက်မ tablet ကြီးဖြစ်သွားတယ် Apple ရဲ့ Pro Max တွေတုံလှုပ်သွားလောက်တဲ့မြင်ကွင်းကြီးပေါ့ innovation ဆိုတာဖုန်းကိုတောင်းမှန်အောင်လုပ်တာလားဝိုင်းအောင်လုပ်တာလားလို့မင်းနေတဲ့သူတွေအတွက် Huawei ကပါရိုက်လိုက်တယ်လို့ပဲပုံကြည့်မလားဗီဒီယိုကြည့်မလားစာဖတ်မလား Samsung Ultra တွေတောင်ဘေးဖေးပေးလိုက်ရတဲ့မြင်ကွင်းမျိုးဗျာ iPhone ကို Dynamic Island နဲ့ကြည်နပ်နေတဲ့သူတွေအတွက်တော့ခင်းနောက်ကျနေတဲ့ iPhone ကြီးကိုပိုက်ဆံအများကြီးပေးဝယ်မယ့်အစားအနာကကိုကျူကင်ထားခြင်းတော့ဒါကိုပဲကင်ကြည့်ဖို့အကြံပေးနေတာပါအနာမရှိရင်တော့အမှန်တရားကိုလက်မခံနိုင်တဲ့ယူအစနေကြအောင်ပါပဲ